ဒီတစ်ခါတော့ကျွန်တော်တို့ဒီ LoRaWAN gateway ပေါ့နော် UG65 UG65 ပေါ့အဲ့ဒီဟာအကြောင်းကိုလေ့လာရအောင်ပေါ့နော်သူက UG65 ပါဒါ my site ရဲ့ဒါ LoRaWAN gateway အဲ့တော့ကျွန်တော်တို့ဒီမှာနော်အဲ့တော့ LoRaWAN gateway မှာတော့သူအများကြီးပေါ့နော်လုပ်လို့ရတဲ့ဟာတွေတော့အများကြီးရှိတယ်ကိုယ်တွေသိတဲ့ဟာတွေရောကိုယ်တွေနဲ့ familiar ဖြစ်တဲ့ဟာတွေရောမဖြစ်တဲ့ဟာတွေရောပေါ့နော်gateway ဆိုရင်ဒီမှာ signal ကနော်မြို့ထဲမှာဆိုရင်ဒီမှာသူပြထားတဲ့ဟာပေါ့နော်ဘယ်လောက်လဲ2 km နော်2 km ပတ်လည်ထိရတာပေါ့ဗျာပြောမယ်ဆိုရင်တော့အဲ့တော့ဒီမှာနော်device တွေ2000ကျော်နဲ့ချိတ်ဆက်လို့ရတယ်ပေါ့နော်အဲ့တော့သူက antenna တွေလည်းပါတယ်နော်ဒီမှာတခြား gateway တွေနဲ့လည်းနော် my site ရဲ့တခြား gateway တွေနဲ့လည်းချိတ်ဆက်လို့ရတယ်စသည်အပြင်ပေါ့နော်ဒီမှာnode red လည်းထည့်ပေးထားတယ်ပေါ့နော်စသည်အပြင်အများကြီးလုပ်ထားပါတယ်ပါပါတယ်ပြီးတော့ဗာလဲဆိုတော့ cloud နော် cloud တွေIoT cloud platform တွေအများကြီးနဲ့လည်းချိတ်ဆက်လို့ရတယ်ပြီးတော့ remote firmware update လည်းလုပ်လို့ရတယ်စသည်အဖြစ်ပေါ့နော်ဒါ backnet အနေနဲ့လည်းသုံးလို့ရတယ်ပေါ့ဗျာဒါကတော့သူ့မှာ feature တွေစုံစုံလင်လင်ပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီအထဲကိုဝင်ကြည့်ရအောင်ပေါ့နော်အထဲကိုဝင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့သူနဲ့ကိုနဲ့ sync network ဖြစ်ဖို့လိုတယ်ပေါ့နော်သို့မဟုတ်ကျွန်တော်တို့ဘာလဲဆိုတော့ဒီsync network ဖြစ်အောင်ထားပြီးတော့ VPN ချိတ်ပြီးတော့လုပ်ထားရင်လည်းရတာပေါ့နော် VPN ကနေတစ်ဆင့်သွားရင်လည်းရတယ်ပေါ့နော်အဲ့ဒီတော့အခုတော့ကျွန်တော်တို့ကဘာလုပ်ထားလဲဆိုတော့ sync network အောက်မှာရအောင်လုပ်ထားတယ်အဲ့တော့သူ့ရဲ့ address ကဘာလဲဆိုတော့ဒီမှာ 192.168.1.4 ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘာလဲဆိုတော့ဒီမှာเนาะရိုက်ထည့်ပြီးတော့ enter ခောက်လိုက်တယ်ဆိုရင်သူ့ရဲ့ဒီမှာweb browser เนาะသူ့ရဲ့ web page ကြလာလိမ့်မယ်ပြီးရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့เนาะသူကရိုက်ထည့်ရမယ် username password ရိုက်ထည့်ရမယ် username က admin သူက default ပေါ့เนาะpassword ကတော့ password ပေါ့ PASSWORD ပေါ့เนาะအသေးကြီးပါပဲအဲ့ကြည့်လိုက်တယ်ဆိုရင်เนาะကျွန်တော်တို့ဒီမှာစခြင်းပေါ်လာတဲ့ဟာ status ပေါ့သူ့ရဲ့ model number တွေရှိမယ် region ပေါ့เนาะအာရှဆိုအာရှအတွက်သူ frequency ဘယ်လောက်နဲ့เนาะတခါတည်းကျွန်တော်တို့မှာကြရပြန်မှာသုံးမလဲပေါ့เนาะအာရှရဲ့ frequency เนาะ frequency ဘယ်လောက်နဲ့တခါတည်းသူ default လုပ်ပေးထားတယ်ပေါ့ပြီးရင်ကျွန်တော်တို့က cellular เนาะဆင့်ကပ်ထည့်ပြီးတော့လည်း internet သုံးလို့ရတာဖြစ်တဲ့အတွက်ဒါ cellular ပေါ့เนาะသူ့ရဲ့ cellular ဆင့်ကပ်ထည့်ထားတယ်ဆိုရင်ဒီမှာတော့ဟိုပြမှာပေါ့เนาะဟိုပြမယ်သူ့ရဲ့ network တွေပါတယ်ပြမယ်ဒါကတော့ဒါ LAN port ပေါ့เนาะ LAN port ကဒီမှာ 1.4 ပေါ့เนาะဒါ gateway က 1.1 ကိုချိန်ထားတယ်ဒါကတော့ wireless LAN ပေါ့เนาะ wireless လည်းဒါ internet နဲ့ချိန်လို့ရတယ်အခုတော့ကျွန်တော်တို့ကဘာလုပ်ထားတာလဲဆိုတော့ဟိုလုပ်ထားတာပေါ့ဗျာgateway ကနေကျွန်တော်တို့ဒီတခြားဟိုဟာနဲ့ချိန်ထားတာမဟုတ်ဘူးပေါ့เนาะတခြားဟိုဟာနဲ့ချိန်ထားတာမဟုတ်ဘူးဘာနဲ့ချိန်ထားတာမဟုတ်ဘူးလဲဆိုတော့တခြားgateway ကိုသွားမချိန်ဘူးဟိုဟာကိုပဲသွားချိန်ဒီကနေပဲတော့ wifi လွှင့်ပေးထားတာပေါ့ဗျာwifi လွှင့်ပေးထားတယ်သူ wifi လွှင့်ပေးထားတဲ့ address ကပါလဲဆိုတော့ 192.168.23.1 နဲ့လွှင့်ပေးထားတာပေါ့အဲ့တော့ဒီမှာ VPN တွေเนาะအဲ့ဒါချိန်မယ်ဆိုရင်ဒါ VPN list တွေသူပြထားတာပေါ့เนาะ connected ဖြစ်လာပေါ့ဒီမှာ host list ပေါ့เนาะDHCP DHCP ပြထားတယ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ဒီမှာ package forwarder ပေါ့နော် package forwarder ကဘာလဲဆိုတော့သူကဒီဟိုပါပေါ့ general ပေါ့နော် general တွေပါတယ်အဲ့တော့သူကဘာလဲဆိုတော့ general ပါတယ်เนาะgeneral ရှိတယ် radio ရှိတယ်เนาะဒါကတော့ radio တွေเนาะ okay
ပြီးတော့ advance เนาะဒါကိုရီသိတဲ့ဟာတွေရောမသိတဲ့ဟာတွေရောပေါ့နော်ဒီက traffic အစသည်အပြင်ရှိတယ်ပေါ့နော် packet forwarder packet forwarder မှာအဓိကတော့ပါလဲဆိုတော့ဒီ local host နဲ့เนาะသုံးမှာလားပေါ့နော်embedded ဒီ network server ကိုသုံးမှာလားမဟုတ်ဘဲနဲ့ဒီ my site platform ကိုသုံးမှာလားပေါ့နော်ကျွန်တော်တို့ကတော့ဒီမှာအဓိကရွေးပြရတာပေါ့အဲ့တော့ general မှာအဓိကတော့ကျွန်တော်တို့ဒီ embedded network เนาะ server ကိုเนาะကျွန်တော်တို့ကသုံးကြတာပေါ့ဗျာ။ဘာလဲဆိုတော့ဒီ gateway ကလည်းတစ်ဆင့်ချိတ်ဆက်မယ်ဆိုပြီးတော့လုပ်ထားလို့ပေါ့နော်။ပြီးရင် network server မှာကျွန်တော်တို့ဘာတွေလုပ်ရလဲဆိုတော့အဓိကဒီ general เนาะ general ကတော့ချိန်စရာမလိုဘူးဒီ application မှာကိုကဘာလဲဆိုတော့တခြား cloud တွေနဲ့ချိတ်ဆက်ဖို့အတွက်ဆိုရင်ဒီမှာ application မှာလာပြီးတော့ changes လုပ်ရတာရှိတယ်။အဲ့တော့ payload code ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒါကတော့ဒီ my site device တွေကတော့တခါတည်းသူ့ရဲ့ payload code ကိုပါထားပြီးသားပေါ့နော်တခြား device တွေအတွက်ဆိုရင်ကျွန်တော်တို့ဒီမှာเนาะpayload code တွေကဒါ custom payload code ပေါ့နော် payload code ကိုဥပမာအဖြစ်တော့ LoRa signal နဲ့လာတဲ့ဟာပေါ့ဗျာကျွန်တော်တို့ကဘာသာပြန်ဖို့အတွက်ပေါ့နော်ဘယ်လိုဘာသာပြန်မလဲဆိုတဲ့ဟာပေါ့အဲ့ဒါကိုကျွန်တော်တို့ကဒီမှာဒီ code ဒီ code လုပ်တဲ့ဟာပေါ့နော်ဒီ code encode လုပ်တဲ့ဟာပေါ့အဲ့ဒါကိုကျွန်တော်တို့ကဒီမှာရေးပြရမှာပေါ့နော်ပြီးရင်ဘာလဲဆိုတော့ဒါကတော့ဒီသူ့မှာသုံးတဲ့เนาะ profile တွေပေါ့ဗျာကျွန်တော်တို့ဒီ static IP ကိုသုံးပါလားเนาะDHCP ကိုသုံးပါလားအဲ့လိုပုံစံမျိုးပေါ့ဒီ LoRaWAN မှာလည်းကျွန်တော်တို့ပါလဲဆိုတော့ class တွေရှိတယ် class ABC စသည်အဖြစ်ပေါ့နော်အဲ့တော့ class A ရဲ့ဒါ static IP ကိုသုံးမယ်ဆိုတော့ APP ပေါ့နော်class C ရဲ့ဒီ dynamic IP เนาะ DHCP သုံးမယ်ဆိုတော့ ODA ပေါ့နော်အဲ့လိုမျိုးရှိပါတယ်ပြီးရင် device ပေါ့နော် device မှာတော့အခုချိန်ထားတဲ့ device တွေကိုသူကမြင်ရမှာဖြစ်တယ်ပေါ့နော်ဒါကတော့ဗာလဲဆိုတော့ဒါကဗာလဲမသိဘူးအဲ့တော့ multicast เนาะ multicast gateway flip ကြတော့ကျွန်တော်တို့ဗာလဲဆိုတော့တခြား gateway တွေအများကြီးနဲ့ပေါ့နော် flip ဆိုတာအုပ်စုလိုက်gateway group အနေနဲ့သုံးပြီးတော့ဗာလဲဆိုတော့ဟိုဟာလုပ်လို့ရတာဗျာဒီ signal range ကိုချဲ့လို့ရတာပေါ့နော်မီတာ2မီတာရ2ကီလိုမီတာကနေเนาะ2ကီလိုမီတာအဆုံးပါဗျာကျွန်တော်တို့ပါလဲဆိုတော့ဒီမှာ gateway တစ်လုံးထပ်ထည့်မှာပေါ့ဒီမှာဆိုရင်အဲ့တော့ gateway တစ်လုံးထပ်ပြီးတော့ထောင်လိုက်တယ်ဆိုရင်နောက်ထပ်2ကီလိုမီတာရမှာပေါ့အဲ့လိုမျိုး gateway တွေကို group လိုက်ထားလိုက်တယ်ဆိုရင်ပို့ပြီးတော့ကျယ်သွားမှာပေါ့နော်အဲ့လိုသဘောမျိုးကိုပြောတာဖြစ်ပါတယ်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာတခြား gateway တွေနဲ့ချိတ်ဆက်ဖို့အတွက်လုပ်တာပေါ့နော်package ကတော့ကျွန်တော်တို့ဒီ gateway ကိုအဝင်အထွက်ပြုလုပ်နေတဲ့ဒီမှာစရင်းပေါ့ဗျာဒါ data တွေကိုဘယ်ကောင်က data ဘာ data ပို့လဲပေါ့နော်အဲ့ဒါတွေကိုဒီမှာလာကြည့်လို့ရတယ်ကိုက like ရှာလို့ရတယ်ပြီးရင်ကိုကစမ်းပြီးတော့ဘယ်ကောင်ကိုတော့ဘယ် data ပို့ခြင်းလဲဆိုရင်ဒီကနေလမ်းပို့လို့ရတယ်ဗျာdata တွေလှမ်းတောင်းလို့ရတယ်လှမ်းခိုင်းလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပါနောက်တစ်ခုကကြတော့ဒါအသုံးဝင်တဲ့ဟာပေါ့နော် protocol integration အဲ့တော့ကျွန်တော်တို့ကအခုကဘာလဲဆိုတော့ဟိုဟာပေါ့ဒီ LoRaWAN device တွေပေါ့အဲ့တော့ LoRaWAN device တွေကနေ gateway ကိုချိန်တယ် gateway ကနေပါတစ်ဆင့် cloud ကိုပို့တယ်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်လို့ကျွန်တော်တို့ကဒီ gateway က cloud ကိုမပို့ဘဲနဲ့ gateway ဒီပင်ရင်ဘာလဲဆိုတော့ကျွန်တော်တို့ဒီ backnet server တစ်ခုအနေနဲ့ပေါ့နော်ဒီ backnet device တစ်ခုအနေနဲ့လုပ်ဆောင်လို့ရတယ်နော်အဲ့တော့ backnet server တစ်ခုအနေနဲ့လုပ်ဆောင်လို့ရတယ်အဲ့တော့ဒီ backnet controller ကနေပြီးတော့ကျွန်တော်တို့ဒီက data တွေကို sensor တွေနဲ့သူနဲ့ချိတ်ဆက်ထားတဲ့ဒီ gateway နဲ့ချိတ်ဆက်ထားတဲ့ device တွေတနည်းအားဖြင့် sensor တွေ controller တွေက data တွေကိုကျွန်တော်တို့ရယူလို့ရတယ်အဲ့ဒါ controller တွေကိုပြန်ခိုင်းလို့ရပါဘော Modbus ကလည်းထိုနည်း၎င်းပဲကျွန်တော်တို့ကပါလဲဆိုတော့ Modbus TCP server အနေနဲ့သူကလှုပ်ဆောင်လို့ရတာပေါ့နော်ဒီမှာတော့ configuration လုပ်ဖို့လိုတယ်ဒီမှာတော့ဟိုပါပေါ့ configuration တော့လုပ်မထားဘူးပေါ့နော်အဲ့တော့ network ကြတော့ကျွန်တော်တို့ဒီ internet တို့ဒါဟိုပါပေါ့ internet တို့ဒီဘက်က local network ပေါ့နော်ချိတ်ဆက်ဖို့အတွက်လုပ်ထားတာဒီမှာဆိုရင်တော့ဒါ ethernet 0ပေါ့နော် port 0က
port ကတစ်ခုတည်းပါတာ0ပေါ့သူကို set IP ပေးမလား DHCP ပေးမလားစသည်အပြင်ကျွန်တော်တို့ကလုပ်လို့ရတယ်အဲ့ဒါ PoE ဆိုလဲ PoE အနေနဲ့သုံးမလားပေါ့နော်လုပ်လို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာ wireless ဆိုရင်ကျွန်တော်တို့က AP mode မှာထားမလား client mode မှာထားမလားစသည်အပြင်ပေါ့နော်လုပ်လို့ရတယ်ပေါ့ setting ချလို့ရတယ် cellular ဆိုလဲ cellular network မှာရွေးလို့ရတာပေါ့နော် network type ကဘာအနေနဲ့ထားမလဲဆိုပြီးတော့နော်ပြီး loopback ပေါ့နော် loopback တို့ဒီမှာ fan frequent track လို့စသည်အပြင်ဒါတွေရှိတာပေါ့ပြီးရင် firewall ထည့်လို့ရတယ်ကျွန်တော်တို့ DHCP ချမယ်ဆိုတော့ DHCP ကို address ဘယ်လောက်ကနေပဲထိချမှာလဲပေါ့နော် start address and address ပေါ့နော်ဒီမှာကျွန်တော်တို့ပါလုပ်လို့ရတယ်2.9ကနေ2.54ဆိုနည်းနည်းလေးပဲသူကချပေးဖို့အတွက်လုပ်ထားရတယ်ပေါ့နော်ဒီမှာ link fall over ကြတော့ဗာလဲဆိုတော့ကျွန်တော်တို့အဓိက1 internet fall over เนาะဒါတစ်ခုပြုတ်သွားရင်ဘယ်ဟာကိုအစားထိုးမလဲပေါ့เนาะပထမဦးစားပေးရပါလဲပေါ့ဒီနေရာမှာဆိုရင် cellular ဒါ ethernet ပေါ့เนาะနှစ်ခုပြနေတာပေါ့အဲ့တော့ကျွန်တော်တို့ကဘယ်ကောင်ကိုဦးစားပေးသွားမလဲပေါ့เนาะဒီလိုမျိုးလုပ်လို့ရတယ်VPN နဲ့ဆိုရင်ဘယ် VPN သုံးမလဲကိုကเนาะ WireGuard ကိုသုံးမလား OpenVPN ကိုသုံးမလားပေါ့เนาะစသည်အပြင်ကျွန်တော်တို့ဒီမှာ VPN ကို set up လုပ်လို့ရတယ်အဲ့တော့ VPN နဲ့ဆိုရင်တော့ကျွန်တော်တို့ဒီဘယ်နေရာကနေဖြစ်ဖြစ်ဒီပေါ့ gateway ရဲ့ကိုအတွင်းပိုင်းကိုပေါ့နော်တနည်းအားဖြင့် gateway ရဲ့ဒီ configuration ချလို့ရတာပေါ့ဗျာ gateway ကို configuration ချလို့ရတယ်ပြီးရင်တော့ကျွန်တော်တို့ဒီ system type ပေါ့နော် system ထဲမှာဘာတွေပါလဲဆိုတော့ general setting ရှိတယ်အဲ့တော့ general setting မှာဘာတွေပါလဲဆိုတော့ဒီမှာHTTP port တွေ HTTPS port တွေပေါ့နော်ဒါအဓိကတော့ဒီမှာ system type ပေါ့ system type ကို configuration လုပ်တာပေါ့နော်ဒီမှာဆို system type ဒါမှားနေတာပေါ့နော်ဒါကိုကျွန်တော်တို့မှန်အောင်လုပ်လို့ရတယ်ပြီးရင်ဒီဘက်ကဟိုပါပေါ့ဘာလုပ်မှာလဲဆိုတော့message ပို့ချင်တာပေါ့နော် message ပို့ချင်တယ်ဆိုပို့လို့ရတယ်ဖုန်း call ခေါ်ချင်တယ်ဆိုရင်ဖုန်းခေါ်လို့ရတယ် email တွေပါတွေလုပ်ထားလို့ရတယ်ပြောမယ်ဆိုရင်တော့ဒီ gateway က power signal လွတ်တာတို့ဘာတို့ညာတို့ပေါ့နော်အဲ့ဒါဒီအတွက်ကျွန်တော်တို့ alert တွေပါတွေလုပ်လို့ရတယ်ပေါ့ပြီးရင် user management ရှိမယ်နော်ဒါတွေကတော့တိတ်မသုံးဖြစ်ပါဘူး SNMP နော်ဒါတွေကလည်းတိတ်မသုံးဖြစ်ဘူးအဲ့တော့ဒီမှာကျတော့ management platform တွေပါရရှိတယ်ဒါကကျွန်တော်တို့ကဘာလဲဆိုတော့ဒီ gateway ကိုကဒီ local ထဲမှာเนาะ access လုပ်လို့ရတယ်လို့သူက MySite ရဲ့ development platform ဆိုတာရှိတယ်အဲ့တော့ internet ချိတ်ပြီးတော့ MySite ရဲ့ development platform ကနေပြီးတော့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့လှမ်းပြီးတော့ access လုပ်လို့ရသေးတယ်ဒါပေမဲ့ development platform ကနေလှမ်းပြီး access လုပ်ဖို့အတွက်ကြတော့သူ့မှာ limitation တွေရှိတယ်ပတ်စံပေးရတယ်ပေါ့နော်အဲ့တော့ local မှာပဲဒါလုပ်ဖြစ်တယ်အဲ့တော့ maintenance မှာတော့ဒီမှာကျွန်တော်တို့ဒီမှာဟိုပါပေါ့ network ping လုပ်လို့ရတယ်ထွက်မထွက်ပေါ့နော်ပြီးတော့ဒီမှာ schedule လုပ်လို့ရတယ် schedule မှာဘာတွေပါမလဲဆိုတော့ restart လုပ်မလားစသည်အဖြစ်လုပ်လို့ရတယ် log file တွေပါမယ် upgrade လုပ်လို့ရမယ်အခုဆိုရင်ဒီမှာ firmware version ဒီလောက်ရှိရပေါ့နော်အဲ့ဒါကို upgrade လုပ်မယ်ဆိုရင် firmware version အသစ်ထွက်တဲ့အချိန်မှာ down ပြီးတော့ upgrade လုပ်လို့ရတယ်ပြီးတော့ဒီတစ်ခုလုံးကို gateway ရဲ့ configuration file တစ်ခုလုံးကိုဘာလုပ်လို့ရလဲဆိုတော့backup လုပ်လို့ရတယ်ပြီးရင် restore လုပ်လို့ရတယ်ဒီမှာ factory reset လုပ်လို့ရတယ်ပြီးရင် reboot လုပ်လို့ရတယ် application တွေအနေနဲ့ကြတော့ဘာရှိလဲဆိုတော့ Python ရှိတယ်เนาะ Python ရှိတယ် Node-RED ရှိတယ်အဲ့တော့ကျွန်တော်ကတော့ Node-RED ကိုပို့ပြီးတော့သုံးဖြစ်တယ်ပေါ့နော် Python ကတော့ဒါစမ်းကြည့်တာတိတ်အဆင်မပြေဘူးပေါ့နော်အဆင်မပြေတော့အဲ့ဒါမသုံးဖြစ်တော့ Okay ဒါကတော့ကျွန်တော်တို့ဒီ MySite gateway ပေါ့နော် UG65 ရဲ့ဒီဘက်အတွင်းပိုင်း configuration တွေကိုဘာတွေလုပ်လို့ရလဲဆိုပြီးတော့ဒါလေ့လာကြည့်တာဖြစ်ပါတယ်